Nasa TikTok now. ဘောလုံးများမှာအဲ့မကြမ်းဘူးလားလက်ကြတာဘယ်လိုကြောင့်လဲနည်းနည်းလေးမြင့်ရတယ်ဆိုတာစတော့ဒီစသားတွေကြတော့နည်းနည်းလေးတင်းတယ်ရဆုံးသူကကြောရတယ်မှာခေါင်းရတယ်မှာကြောခေါင်းရတယ်မှာကြောကြောရတယ်မှာဟိုစတော့ဟောဒီအတင်းကနည်းနည်းကြမ်းဒီမှာချိန်မှာတော့ဒီလိုနည်းနည်းလေးတော့တယ်နုလေဒီပေါ်မှာလုံးပြလာမှာရက်ကြတယ်နေ့ကနေ့နေ့ဟုတ်လားထောင်းအောင်မနော်6မိနစ်6မိနစ်နဲ့20စက္ကန့် ပြန်နေတာမဟုတ်လား ပြန်နေတယ် ဆိုတော့ဒီမှာလည်းမဖြစ်ဘူးအားရှိအောင်1မိနစ်ကျော်1မိနစ် ကျန်တဲ့နေရာတွေတိတ်ပြောပြလာဟိုနှစ်တာလေ 2မိနစ်ဘုမ2မိနစ် ရှင်းလုံးကြည့်ကြအောင်ခိုင်းနေတယ်ဒီနေ့ဆက်တာပါတော့နောက်နေအောင်ရှင်းနေနေရတယ်ဒီနေ့လေးစလားနားလေးလေးအားရတဲ့ဆိုတရားဖို့မတရားဖို့ကိုတော်လေးစီဒါကတော့ မိနစ်40ဆိုရင်ကြားနေရော80ပဲဗျာဘတ်တရားဆိုမိနစ်60တနာရီဆောင်းမိတာတော့အလောင်းတိုင်းနေဆုံးအောင်တော့တားလို့နေနေသေးဖို့ဆိုတော့နေပါလေကွာဟိုမှာသူစက္ကန့်ပြည့်တာဟိုမှာ4မိနစ်ပဲရှိတယ်သူပြတာ7မိနစ်တောင်ပြည့်ဒီမှာအဲ့ဒါကဘာကောင်းစီမရီ3မိနစ်ကျန်ပြီအနည်းဆုံး10မိနစ်ကစားနော်ပေါင်းနေပါလို့ကြာပါအောက်ကလည်းအတူတူနဲ့ပေါင်းပြေးနေတော့ဆိုပြောတယ်ဒီလိုမျိုးအဲ့ဆိုပြောတယ်အောက်ကလည်းအုံမကအလုံးကြီးနေတယ်အလုံးလေးနဲ့ကြီးလိုက်ပြီးဘယ်လိုညတာမပါဘူးတူတော့ကတားညတာလည်းလှုပ်ရတယ်နားလည်းမဟုတ်ဘူး
2မိနစ်ပဲကျန်တော့2မိနစ်ပဲကျန်တော့ ဆုံးနေတယ် 20ဘူးတန်းတယ်နော် ဘာနဲ့လဲကိုကာနာဘော ဟမ် လာတော့ အေးလေတန်းတယ် ဒီဆုံးကဟိုနောက်ကိုနောက်ကိုပြောတယ်ဆိုတော့ပါရဲစားတဲ့တိုင်းဒီလားလာဖုန်းလို့ 1မိနစ်ပဲကျန်တော့ ဘာလို့ဒီကောင်တော့ဒီလိုဒီမှာတော့တော့စီးနေတယ်ဒီကျင်အဲ့ဒါဒီမှာဒါလက်အားမဟုတ်တဲ့အားစောက်နေမှာဟုတ်တယ်စီးတော့ ကုန်ပြီကစက်ကလောက်ပဲလို့ ဟုတ်ပါဘူး This massage session is almost complete. Please pay again if you want to continue your massage.